welcome ဒီနေ့တည်တဲ့အတိုင်းပဲကိုရဲ့ပါစီကဒီဆောင်းရည်ဒီမှာ CP တယောက်ဝယ်ကိုဝယ်ရမှာဆိုတော့အားလုံးတည်ပြီးသားပဲပေါ့နော်ပြီးတော့ခဏအသိပါလဲတို့ CP လိုက်ရှာနေတယ်ပေါ့ဒီ February 2nd မရောက်ခင်ဟိုဆေးခွဲမပိတ်ခင်တော့ CP တော့အများရှာနေတာပေါ့နော်ကျန်တဲ့ဟိုတခြားပြောင်းရှင်းတော့ကျွန်တော်မပြောတော့အခုပါစီလိုနာဝယ်နိုင်တဲ့ဒီ CP နဲ့ပတ်သက်ပြီးတော့နည်းနည်းပါးဆွေးနွေးချင်တယ်ပေါ့နော်အဲ့ဒီသတင်းထွက်တဲ့အများကြီးတဲ့မှာမှဒီတဘောကြဆိုတော့ကျွန်တော်နှစ်ယောက်တွေ့တာပေါ့နော်ဒီတော့မောင်ကနီကိုရှာလိုဘတ်တယောက်ရယ်ပြီးတော့ဟို Aston Villa Paul Torres တယောက်ပေါ့ရှာလိုဘတ်26ပဲရှိတယ်ဟို Paul Torres 29ရှိပါတယ်ဒါပေမဲ့အသက်သူတို့တက်နေခုနှစ်ဆောင်းလာအသက်အရွယ်ကရသေးတယ် CP တယောက်တော့အတွေ့အကြုံကောင်းကောင်းရနေပြီပြီးတော့ဟိုကျွန်တော်အကြိုက်ဆုံးကနီကိုရှာလိုဘတ်ပေါ့နော်ဒါပေမဲ့သူဈေးကွက်ဝင်ကျင်ကသူကဒီ2019ခုနှစ်မှာမှစာချုပ်တက်တန်းကုန်မယ်ဒါပေမဲ့ဆာမကလည်းပါစီကိုလာချင်တယ် Hansi Flick လည်းကြိုက်တယ် because Hansi Flick ကသူက national team မှာဂိုင်းကြတဲ့ဒီကစားသမားကိုတဘောကြတယ်ပေါ့နော်ဒီတင်းနေပွဲခြေနေရတယ်သူဒီကစားသမားအရန်ကောင်းတယ်တွေ့ရတယ်ပေါ့ဒါပေမဲ့ဟိုတော့မောင်ကသူကစားသမားဒါဒီ2019ခုနှစ်မှာစာချုပ်မချုပ်ရင်သူအလွတ်နဲ့လက်လွတ်မခံချင်ဘူးအဲ့တော့သူတို့ဒီ2016မှာအယောင်းမှာဒီဇင်ဘာမှာဟိုဒီဝင်းတောင်ပေါ့အဲ့တော့သူစေးပါစီလိုနာစိတ်ဝင်စားနေတည်တာနဲ့သူကစေးရအရင်မြှစ်လာတယ်90လောက်ရှိတယ်အဲ့တက်90ကဘာစီမတက်နိုင်လားဆိုတာတော့မသိချဘူးဒါပေမဲ့အခု financial fair play ရဘာစီက15တန်းလုံနေသေးတယ်ပေါ့နော်ဒီအရင်လိုပြန်ဖြစ်ဖို့ကဒီနေ့ကျွန်တော်တို့တွေ့တာဘာရန်လဲအဲ့ဒီကစားသမားကိုနည်းနည်းစောင့်ကြည့်နေတယ်ပေါ့နော်ဒီဘာစီနဲ့အပြန်ဝယ်မလားတော့တခြားမသိသေးဘူးပေါ့ဒါပေမဲ့အကယ်လို့ဘာစီနဲ့အပြန်ဝယ်ရင်ဘာရန်ရပ်ဖို့များပါတယ်အဲ့ဘာလို့ဆိုကစားသမားဟိုပွန်ဒက်စလီဂါနဲ့လည်းတွေ့ကြုံရှိတော့ပြီးတော့ဘာရန်နဲ့လည်းပတ်စံအများကြီးတုံးလို့ရတယ်လေဒီတော့မောင်စီကိုပတ်စံအများကြီးပုံအပ်ပြီးတော့ဝယ်လို့ရတယ်လေဒီတဲ့တန်တော့မောင်ကသူကကစားသမားကိုရောင်းဝယ်ရွှေရဲလုပ်နေတာသူအတင်အောင်မြင်မှုရတော့ဖြစ်မဟုတ်ကဲလို့ကစားသမားကိုယ်တိုင်ကဒါဘာစီကိုအရန်လာခြင်းနေခဲ့ရင်ဒီပြောင်းရွှေ့ကဖြစ်ဖို့ရှိတယ်အဲ့ဒီကစားသမားကလည်းသူက CP ရောဟို CP ကမှသူပေရောညာလုံးဝကောင်းထိန်းချုပ်နိုင်အခုတော့မောင်ကစားကွက်ရ352သူ CP မှာဟိုပဟို CP လုံးဝပဟို CP cancel ဒီကစားသမားကိုဒီဂျူဘာစီနဲ့ဒါတွဲခဲ့ရင်ဘာစီလိုနာကန်ဆယ်ကောင်းထိတ်ချလို့ရပါမယ် because ဒီကောင်ကအတွေ့အကြုံအရင်ကောင်းတယ်ချန်ပီယံလည်းတွေ့ကြုံရောသူကတော့မဝင်နေဆိုချန်ပီယံဘယ်နဲ့မှမတည်တက်နေတယ်ပြီးတော့ national team နဲ့လည်းသူနှစ်ခေါက်လောက်ရှိပါပြီသူဂျာမနီနဲ့ကန်တယ်ဒါပေမဲ့ဂျာမနီကကန်မကောင်းချင်းတော့ဟိုအရင်အောင်မှုမရခဲ့ဘူးပေါ့နော်ဒီနှစ်တော့တွင်းတော့ဒီပြောင်းရွှေ့ဖြစ်မြောက်နိုင်လားမနိုင်လားဆိုတာတဲ့ဒီကစားသမားလည်းရောက်လာခဲ့ရင်ဘာစီရဲ့အခြေအနေကလုံးဝlevel တစ်ခုရောက်အောင်ပေါ့နော်ဒီဂျူဘာစီနဲ့တွဲလိုက်ရင်ဒီကန်ဆယ်ကလုံးဝအကူရတဲ့ကန်ဆယ်တစ်ခုဖြစ်လာမှာပေါ့ပြီးတော့နောက်တစ်ယောက်က Paul Torres ရဒီ Aston Villa မှာသူအရင်ကတော့ Villarreal မှာကစားပူတယ်သူက Villarreal Academy ထွက်ပဲဒီကစားသမားလည်းမစိုးဘူးဒါပေမဲ့သူအသက်အရွယ်29 energy နေပေါ့ဒါပေမဲ့ဒီတက်ရွယ်အရာတည်တယ်အသက်ကြောင်ရပါသူကလာလီဂါမှာလည်းကစားဘူးလို့ဆိုတော့နော်ဒီလာလီဂါ style နဲ့တော့လုံးဝအဝင်ချက်ပြည့်ပေါ့ဒီဘာစီလိုနာကစားကွက်နေဆိုရင်သူလည်းစပိန်မှာကစားခဲ့ဘူးလို့ဆိုတော့သူရဲ့စိတ်ခွက်တံပေါ်လောက်တယ်မများဘူးသူလည်းပိုဟိုကန်စစ်တယောက်ပေါ့ဒီ Aston Villa ကိုခုလောက်ရှယ်တော့အတိမခံကစားသမားတယောက်ထဲမှာပါတယ်ပေါ့သူတို့လည်းမရောင်းချင်ဘူးဒီကစားသမားဒီနီးပြပဲသူ့ကိုခေါ်လာခဲ့နော် Villarreal နဲ့ဒီနီးပြ Villarreal နဲ့ Aston Villa ရောက်တော့သူဒီ Villarreal ကိုခေါ်ရတယ်ပေါ့ Villarreal ဒီနေ့တော့တွင်းမှာတော့ချန်ပီယံဝင်ခွင့်လေးရတာတော့သူလည်းစမ်းဆောင်ရတဲ့ level တစ်ခုရောက်နေတယ်ပေါ့နော်သူတို့လည်းဒီကစားသမားအလုံးစုံမခံချင်ဘူးတကယ်လို့ကစားသမားဒါဘာစီလာကိုလာချင်နေဆိုရင်တော့သူတို့ကဆေးခွက်အနေနဲ့တန်40ဝန်းကျင်လောက်လို့သူတို့တတ်မှတ်ထားတာပေါ့နော်တချို့တင်းနေပြောရဒီ national team မှာတွဲဆော့ဖူးတဲ့တွေ့ကြုံနေဆိုဂျီကျူဖောက်ကူပါစီနဲ့ဒီ Paul Torres နဲ့ရောပြောဆက်တင်တော့ဒီ Hansi Flick အောက်မှာတကယ်တော့ဒီ cancel ပိုင်းမှာနည်းတွဲဆော့ထားခိုင်းလိုက်ရင်အဆင်ပြေပဲဒါပေမဲ့တက်ရနည်းနည်းတော့ကွာတယ်ပေါ့နော်ဒါပေမဲ့တက်ရပြောလို့မရဘူးဒီ Martinez လို့ကစားသမားမျိုးတွေမှာlevel တစ်ခုရောက်လာပဲ Hansi Flick အောက်မှာဆိုဒီ Paul Torres လည်း second choice အနေနဲ့ကယ်လိုနီကိုရှာမကွက်တော့မရခဲ့ဒီကစားသမားလေးမစိုးဘူးဒီဆောင်ရည်စိတ်ကွက်မှာအခုလောဆယ်အထိတော့ကျွန်တော်ဒီသတင်းထန်တဲ့ CP အများကြီးတဲမှာဒီနှစ်ယောက်ပဲကျွန်တော်သဘောကျတယ်ပေါ့နော်ပထမ choice အနေနဲ့ကျွန်တော်ရလိုချင်တာကတော့ဟိုနီကိုရှာလို့ပေါ့ဒါပေမဲ့ဒီအပြိုင်ဆိုင်ဝယ်တဲ့ကစားစိတ်ကွက်မှာဘာရန်ဝင်လာခဲ့ရင်တော့ကိုလည်းလက်လို့တွားဖို့ percentage များတယ်ပေါ့နီကိုရှာလို့ပေါ့လာမရခဲ့ရင်တော့ဒီ choice second plan B အနေနဲ့တော့ဒီ Paul Torres လည်းမစိုးဘူးပေါ့မစိုးတဲ့ထဲမှာပါတယ်ကြားတဲ့ထဲမှာပါတယ်ပေါ့ဒါပေမဲ့ Inter Milan ဟို Boston နေတော့မဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်တယ်တရင်တော့ထွက်နေတယ်ဒါပေမဲ့သူစိတ်ခွက်တံပိုးရရောသူရဲ့ Inter Milan ပေါ်အမီမူInter Milan နဲ့သူရဲ့relationship ရောပေါ့
ဆိုရင်ပါစီကိုရောက်ဖို့ကနည်းနည်းခဲရင်းနေတယ်ပေါ့နော်ဒီ poster နဲ့အမြင်ဒီတစ်ခါတည်းမှာဒီ CP 2ယောက်ကိုဘယ်လိုမြင်လဲဆိုတော့ကျွန်တော်ဖွင့်ပြတာပေါ့နော်မနေ့ပြန်မှာဒီ Champions League ပွဲကိုပြန်ကြည့်မယ်ဒါပေမဲ့ကျွန်တော်မနေ့ပြန်တော့ဒီ live react တော့လုပ်ပြမှာမဟုတ်အပြင်ရောက်နေလို့ဆိုတော့ပွဲပြီးမှပွဲပေါ်ဘယ်လိုမြင်လဲဆိုတော့ပြန်ပြီးမျှဝေသွားလာမှာပေါ့ Okay see you tomorrow guys